ကပါပေါ်မှာလေနှစ်ထောင်နဲ့ရှိခဲ့ပြီးတော့အခုထိရှိနေတဲ့ investment လုပ်လို့ရတဲ့ product ကတစ်ခုပဲရှိရဲ့အိမ်ချင်းမြေဘယ်တော့မှခက်အောက်သွားတာမျိုးမရှိနိုင်ငံတနိုင်ငံဘလောက်ပဲကြာရှုံးတည်ဖြစ်စေအိမ်ချင်းမြေက fast မှာရှိနေတော့ချမ်းသာချင်းတယ်ဆိုရင်ဒေချာပေါက်အိမ်ချင်းမြေနဲ့ခွာလို့မရဘူးလောက်စတို့လေလုပ်ငန်းတိုင်းလုပ်ငန်းရဲ့နောက်ွယ်ရာကအတိကအချင်းမြေကနောက်မှာ supporting လုပ်လိမ့်မယ်ဥပမာနေစီးပွားရေးကိုပိုင်စီးပွားရေးတည်ထောင်လိုက်တယ်ကုမ္ပဏီတည်ထောင်လိုက်တယ်ရလာတဲ့အမြတ်လေးတွေငွေလေးတွေနေဘယ်လိုသုံးမလဲ69%ကအိမ်ချင်းမြေပဲဝယ်တယ်ဘယ်သူမဆို69%ကရလာတဲ့ငွေအိမ်ချင်းမြေကိုပဲထက်တယ်ကိုပိုင်စီးပွားရေးကနေဘလောက်ပဲတိုးတက်အင်ခန်းဘလောက်ပဲရနောက်ဆုံးမှာသူ့ရဲ့ငွေကဘယ်ကိုပဲစစ်စင်တွားတာလဲဆိုတော့အိမ်ချင်းမြေဘာကြောင့်လဲဆိုတော့ရွှေတွေဘလောက်ပဲဝယ်ရွှေကအားတိုက်ဆက်ကိုကားတွေဝယ်လိုက်တာနဲ့ဆုံးရှုံးသွားနိုင်တာစေးကကြပြီးတာအဲ့တော့လိုချင်တဲ့20%လောက်ပဲဝယ်ကောင်းဝယ်လိမ့်မယ်ကျန်တဲ့ဟာကအလုံးအိမ်ချင်းမြေပဲဖက်ကိုပဲရောက်သွားလိမ့်မယ်စီးပွားရေးရဲ့နောက်ွယ်ရာကအိမ်ချင်းမြေစီးပွားရေးလုပ်ငန်းတိုင်းရဲ့ပန်းတိုင်ကတင်ကြားရေး training ဘာကြောင့်အဲ့လိုပြောတာလဲဒီကုမ္ပဏီပဲဖြစ်ဖြစ်ဆိုင်ပဲဖြစ်ဖြစ်လုပ်ငန်းပဲဖြစ်ဖြစ်တီဆောက်တိုင်းနေပါပဲရှာဖွေတွေ့ရှိသွားမယ်ဆိုတော့နေက training ဆရာလုပ်နေရဘာ training ပေးရလဲဆိုတော့ကိုယ့်ရဲ့ဝန်ထမ်းကိုယ့်ရဲ့ marketing သမားလေးတွေကို training ပေးနေရအဲကြောင့်မို့လုပ်ငန်းရဲ့နောက်ွယ်ရာကငွေကပဲကိုပဲစစ်စင်တွားလဲဆိုတော့အိမ်ချင်းမြေလုပ်ငန်းရဲ့နောက်ဆုံးရဲ့ပန်းတိုင်ကပါလဲဆိုတော့ training ဆရာပဲ First step